ဖွားတို့ဒီငရင်လှုပ်ပြီးတော့လေအိမ်ထဲကိုမအိပ်ရဲဘူးကြောက်တာပေါ့ကွယ်ကြောက်တော့ကြတော့အိမ်ရှိကိုထွက်အိတ်ကြတာတို့ဒီအိမ်အမြင့်နေဆိုလဲအပေါ်တက်မဲ့အိပ်ရဲတော့ပဲနဲ့အောက်မှာပြေးပေါက်လွယ်အောင်အိတ်ကြတာမျိုးလေးတွေရှိတာပေါ့ခဏခဏတွေလှုပ်နေတော့ကြောက်တာပေါ့ဟဲ့ခုလောလောဆယ်အခက်ခဲရတော့ရေအခက်ခဲလေးတွေတို့စာဝတ်နေရေးဗတ်စုံပေါ့တရားကြိုးကြလမ်းနေပြက်စီးကြဆိုတော့စာဝတ်နေရေးလေးတွေခက်ခဲတာပေါ့ဟဲ့ရေခက်ခဲဖြစ်လာတဲ့ခါကျရင်လေဝမ်းပြက်ဝမ်းလျှောလေးတွေဖြစ်လာမှာတို့ကလေးလေးတွေလေမတန့်တဲ့ရေတောက်မိတဲ့ခါဝမ်းလျှောမှလေးတွေတော့စိုးရိမ်နေပေါ့ကွာအင်ဂျာထဲမှာစောင့်နေတာပါငယ်လောက်တော့ဥဒတိုင်းကြီးကလိုင်းတွန်းလုံးမျိုးဖြစ်လာအဲ့ဒါတကားပေါက်လေးကိုကိုင်းပြီးတော့လောက်လာအရှိရောက်တော့ဥဒတိုင်းကြီးပါတာစိုးရင်စရာအကောင်းဆုံးအခက်ခဲရတော့ငရင်လှုပ်လိုက်လို့ရှင်လှုပ်လိုက်တော့အဆောက်အဦတွေပြိုကြတရားတွေပြိုကြဆိုတော့ကျမတို့ကဈေးသည်တွေလေဈေးသည်တွေဆိုတော့လမ်းကြောတွေပြတ်တောက်ပြီးတော့ဈေးမရောင်းရတော့မှတော့စိုးရင်ပါလေ